မင်္ဂလာပါဒီကနေ့မှာတော့ကလေးတွေမှာရံဖန်ရံငါတွေ့ရတတ်တဲ့ level မှာပေါ်လာတတ်တဲ့အကျိတ်ကလေးတွေနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောပြပေးမှာဖြစ်ပါတယ်ကလေးတွေဟာဆိုလို့ရှိရင်သူတို့ရဲ့ဘဝထောက်လျှောက်တစ်ချိန်ချိန်မှာပေါ့နော် level မှာပြန်ရင်အကျိတ်ကလေးတွေတစ်ချိန်ချိန်ကြီးလာတတ်ကြပါတယ်ပြန်ရင်အကျိတ်ဆိုတာဟာလူခန္ဓာကိုယ်ရဲ့ lymphatic system ပြန်ရင်ကြောစနစ်ရဲ့အစိတ်ပိုင်းလေးတစ်ခုဖြစ်ပါတယ်ဒီ lymphatic system လို့ခေါ်တဲ့ပြန်ရည်ကြောစနစ်ဟာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ခုခံစနစ်တွေကတစ်ခုဖြစ်ပြီးတော့ခန္ဓာကိုယ်ပြင်ပကနေယောဂပိုးတွေဝင်လာလို့ရှိရင်ခုခံကာကွယ်ပြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်ဒီပြန်ရည်ချိတ်ပေါ့နော် lymph node တွေကလည်းအလုံး600လောက်ဟာဆိုရင်ခန္ဓာကိုယ်အနှံ့အပြားမှာပုံစံအစုံအရွယ်အစားအစုံနဲ့ရှိနေတတ်ပါတယ်ငကူမူလအရွယ်အစားဟာအင်မတန်မှသေးငယ်တဲ့အတွက်ကြောင့်တော်ယုံတန်ယုံနဲ့အလွယ်တကူမဆမ်းမိတာဖြစ်ပါတယ်လေဘက်မှာရှိတဲ့ပြန်ရည်ချိတ်ကလေးတွေကြီးလာတယ်ဆိုရင်မိဘအုပ်ထိန်းသူတွေကအင်မတန်မှစိုးရိမ်တတ်ကြပါတယ်ဒီလိုဆမ်းမိပြီဆိုရင်လည်းအများစုကတော့အရှိမပြောခဲ့တဲ့ lymph node ပေါ့နော်ပြင်ရင်ကျိတ်ရောင်လို့ဖြစ်တာများတယ်ဆိုပေမဲ့ပြင်ရင်ကျိတ်ရောင်လို့ကြီးပဲ level မှာအကျိတ်လေးတွေအဖူးလေးတွေဆမ်းမိတာတော့မဟုတ်ပါဘူး lymph node လို့ခေါ်တဲ့ဒီပြင်ရင်ကျိတ်တွေအပြင်ကို lipoma လို့ခေါ်တဲ့အဆီကျိတ်တွေ salivary glands လို့ခေါ်တဲ့ဒရေးကျိတ်လေးတွေ thyroid gland ကနေဖြစ်နေတဲ့အဖူးကျိတ်လေးတွေပေါ့ပြီးတော့ congenital cyst လေးတွေပေါ့နော်မွေးရပါအရေးအိတ်ကလေးတွေဖြစ်နေတာမျိုးအစရှိသဖြင့်အများကြီးဖြစ်နိုင်ပါတယ်သို့တော့အများစုကတော့ပြင်ရင်ကျိတ်ကလေးတွေကြီးလာတာကြောင့်ဆမ်းမိတာများပါတယ်လေဘင်းတနေရာမှာလည်းမဟုတ်ဘဲနဲ့ပေါ့နော်ပြင်ရင်ချိတ်တွေကြီးလာတယ်ဆိုရင်လွယ်လင်းတကူစမ်းမိတဲ့နေရာတွေကတော့နော်ပေါင်ချံဂျိုင်းကြားမေးစေးအောက်ပြီးနေရွက်အနောက်ဖက်ဥကောင်းနောက်စေပိုင်းစတဲ့နေရာတွေဖြစ်ပါတယ်တကယ်ကဒီပြင်ရင်ချိတ်လေးတွေကခန္ဓာကိုယ်ဒီအပေါ်ရံမှာတွေမဟုတ်ဘဲနဲ့အတွင်းပိုင်းမှာလည်းရှိနေပါတယ်အရေပြားအောက်ဖက်မှာကပ်ပြီးရှိနေတဲ့ပြင်ရင်ချိတ်လေးတွေကတော့နည်းနည်းလေးကြီးလာတာနဲ့လက်နဲ့လွယ်တကူစမ်းမိတဲ့အတွက်ကြောင့်ပို့ပြီးတော့သိတာဖြစ်ပါတယ်ဘာကြောင့်အများစုကဒီဥကောင်းပိုင်းမှာစမ်းမိလဲဆိုရင်ဒီဥကောင်းပိုင်းလေဘင်းမှာတွေပေါ့နော်ဒီကိုယ်လုံးမှာ600လောက်ရှိတယ်ဆိုရင်တဝက်လောက်300ကျော်လောက်ကဒီဥကောင်းတဲ့ level မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပြန်ရင်ကျိတ်ကြီးလာတယ်ဆိုတာဟာဒီထက်ဝင်လာတဲ့ virus ပိုးတွေ bacteria ပိုးတွေပေါ့နော်ဆွဲပြီးသွားတော့ကြတော့တိန်းထားလိုက်ပြီးတော့တစားတစားနဲ့ပိတ်မိပြီးတူလှောင်ပြီးတော့မှကြီးလာတဲ့ရောင်လာတဲ့သဘောမျိုးပြောတာဖြစ်ပါတယ်တခါတရံမှာဆိုရင်ယောဂပိုးလေးတွေဝင်ရောက်လာတယ်ဆိုပေမဲ့ဘာလက္ခဏာမှတော့မပြလိုက်ပဲနဲ့ဒီပြန်ရည်ကျိတ်ကလေးတွေကြီးလာတဲ့လက္ခဏာတစ်ခုပဲပြတာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်နားနှာခေါင်းလည်ချောင်းဒီနေရာတွေပြီးတော့ဒီမျက်နှာတွေဥကောင်းနော်လည်ပင်စတဲ့အရေပြားမှာရှိနေတဲ့တနေရာဟာပိုးဝင်တယ်ဆိုလို့ရှိရင်ဘက်တီးရီးယားပိုး virus ပိုးတစ်ခုဝင်လာပြီဆိုလို့ရှိရင်အကျိတ်ကလေးတွေစမ်းမိတာများပါတယ်။သူပိုးဝင်တဲ့နေရာရဲ့နီးစပ်ရာနေရာမှာရှိနေတဲ့အကျိတ်ကလေးတွေကြီးလာတဲ့သဘောပဲဖြစ်ပါတယ်။ရုပ်တရက်ပေါ်လာတယ်နားလာတယ်စမ်းမိတယ်ဒါဆိုလို့ရှိရင်ယောဂပိုးကြောင့်ဖြစ်နိုင်တယ်လို့မတော်တဆထိခိုက်ဒဏ်ရာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီလိုနာကျင်ရောင်ရဲမှုတွေကလည်းတဘာဝအလျောက်ပဲပေါ့နော်အချိန်တိုင်းတာတစ်ခုတွင်မှာအလိုလိုပြန်ပြီးတက်တာသွားပါတယ်ဒါပေမဲ့ကြီးထားပြီးရောင်ထားတဲ့ဒီ lymph node ပေါ့နော်ပြန်ရင်ကျိတ်တွေကတော့ချက်ချင်းအုံဖွဆိုတာမျိုးပြန်သေးမသွားပဲနဲ့ရောင်နေတယ်ကြီးနေတဲ့ပုံစံတွေအတိုင်းပဲနှစ်ပတ်သုံးပတ်တချို့ဆိုလနဲ့ချီပြီးတော့ကြာတတ်ပါတယ်ဒီအချိန်မှာလည်းမိဖတွေကပို့ပြီးတော့စိတ်ပူတတ်ပါတယ်အဓိကအဖြစ်သိထားတဲ့နာလေးတွေကအေးမိနှာစီးဖျားနာဖြစ်တာအာသီးရောင်တာလေချောင်းနာတာပါးစပ်အတွင်းအပူနာပေါက်တာတဖုံးရောင်တာအရေပြားမှာအနာဖြစ်တာပြန်ရည်ကျိတ်တွေကိုရောင်စေတဲ့ virus ပိုးတစ်မျိုးမျိုးဝင်လာတာပြီးတော့နာတာရှည်ယောဂပိုးတစ်ခုဝင်လာတာ TB လိုမျိုးယောဂပိုးဝင်လာတာအင်မတန်ရှားရှားပါးပါးတွေ့ရတဲ့နာတာရှည်အစစ်မြစ်ရောင်ယောဂလိုမျိုး rheumatoid arthritis လိုမျိုး HIV AIDS ယောဂတွေမှာသွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာအစရှိတဲ့စိုးဝါးတဲ့ယောဂတွေမှာPhenytoin လိုအတက်ကြစေတွေတောက်လိုက်ရတဲ့အချိန်မှာဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ပြန်ရင်ကျိတ်ကလေးတွေကကြီးလာပြီးတော့လက်နဲ့ဆမ်းမိတတ်ပါတယ်။ဒါကြောင့် level မှာအကျိတ်တွေဆမ်းမိပြီဆိုတာနဲ့မိဘအုပ်ထိန်းသူတွေပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကဒါတော့ကင်ဆာကျိတ်ဒါကတော့ TB ကျိတ်ဆိုပြီးတော့တန်းပြောမရပါဘူး။ TB ယောဂပိုးကြောင့်ကြီးနေခဲ့တာဆိုရင်ဆေးကုသမှုအပြည့်အဝခံယူပြီးသွားတဲ့အချိန်မှာတော့မှဒီအကျိတ်ကလေးတွေကကြီးပြီးတော့မှကြံနေနိုင်သေးပါတယ်။အချိန်ကာလတော်တော်ကြာထိပေါ့လေ။ဒါကြောင့် level မှာအကျိတ်ကလေးဆမ်းမိကြတယ်လေအရန်ကိုလေးစိတ်တွေပို့ပြီးတော့မှစေုံစေခံကိုကလေးလက်ဆွဲခေါ်သွားတာမျိုးလည်းလုပ်စရာတော့မလိုပါဘူးဒါပေမဲ့ဒီအကျိတ်တွေကနေရဲရောင်ရမ်းနေရင်တခြားခန္ဓာကိုယ်နေရအနှံ့အပြားမှာကအကျိတ်တွေတပြိုင်နက်အများကြီးကြီးလာတယ်တွေ့ရတယ်စမ်းမိတယ်ဆိုရင်အချိန်တိုအတွင်းမှာတိတိတသာကြီးလာတာပွားလာတာအရေအတွက်များလာတာမျိုးဖြစ်လာတယ်ဆိုရင်ဒီအကျိတ်ထွက်တဲ့အချိန်မှာအဖျားနဲ့တွဲတယ်ဆိုလို့ရှိရင်အဖျားရက်တော်တော်ရှည်လာတယ်ဆိုရင်ကိုယ်လေးချိန်တဖြည်းဖြည်းနဲ့ကြာလာတယ်ဆိုရင်ညဘက်တွေမှာပုံမှန်ထက်ကိုပိုပြီးချွေးတွေထွက်လာတယ်ဆိုရင်ကလေးလေးကဖြူဖြူအားနေလာတယ်ဆိုရင်အလွယ်တကူပင်ပန်းနွမ်းနေလာတယ်ဆိုရင်အစာမျိုးချရခက်ခဲလာတယ်ဆိုရင်ပုံမှန်အတန်မဟုတ်ပဲအတန်ပြောင်းလာတယ်ဆိုရင်အသက်ရှူရခက်ခဲလာတယ်ဆိုရင်အရေပြားပေါ်မှာအလိုလိုနေနဲ့အနီဆက်အနီကွက်တွေနော်အညိုအမဲကွက်တွေထွက်လာတယ်ဆိုရင်အလိုလိုနေသွေးကြည်ဥတာတွေဖြစ်လာတယ်ဆိုရင်
အကျိတ်တွေကပြုတ်သိပ်ကြက်ခဲကြီးဖြစ်လာတယ်ဆိုရင်သူ့ရဲ့အရွယ်ပမာဏဟာ1 cm ထက်ပိုပြီးတော့ကြီးလာတယ်ဆိုရင်အကျိတ်ပေါ်မှာရှိတဲ့အရေပြားကိုစမ်းကြည့်တယ်ဆိုရင် rubber ပြားကြီးလိုမျိုးခတ်တင်းတင်းပြောင်ချိုးမမာကြီးဖြစ်နေတယ်ဆိုရင်ဒီအကျိတ်တွေအပေါ်ရင်အရေပြားအယောင်ပြောင်းတယ်หนีရဲပြီးတော့ရောင်ရမ်းလာတယ်ဆိုရင်ပြည်ပါပေါက်ထွက်လာတယ်ဆိုရင်အကျိတ်ကိုစမ်းကြည့်တဲ့အချိန်မှာသူ့ရဲ့အနာသက်ကိုစမ်းလို့မမိဘူးဆိုရင်တိတိပပလေးဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့တွန့်ဆက်တွေများနေတယ်ဆိုရင်အကျိတ်ကအောက်မှာရှိတဲ့ tissue တစ်ခုနဲ့ fix ဖြစ်နေပြီးတော့လုံးဝရွှေ့လို့မရဘူးဆိုရင်အမြန်ဆုံးဆေးရုံဆေးခန်းကိုခလိခေါ်သွားပြီးတော့ပြရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေပါစေကျွန်တော်ကလေးအထုပ်ကူဆရာဝန်ဒေါက်တာပြည့်ဖြူအောင်ဖြစ်ပါတယ်